တိုင်းလုပ်ပေးမယ်လို့လည်းမထင်ဘူးပြီးတော့ဒီနေ့ကပို့ပြီး surprise တယ်မနေ့ကလည်းလုပ်ပေးပြီနဲ့အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ USA မှာရောက်နေတဲ့ဒေါ်လေးကသူ့ရဲ့သူမလေးအတော်မွေးနေ့ surprise လုပ်ပေးချင်တယ်ဆိုလို့ဆွေသေးပြမကိုစားတာရောက်ပြီးတော့ပြုလုပ်ပေးမှာပဲဖြစ်ပါတယ်ဗီဒီယိုဆုံးထိလိုက်ကြည့်ပေးဖို့ပြောချင်ပါတယ်ကိုချီရတဲ့သူတွေကို surprise လုပ်ပေးချင်တယ်ဆိုရင်ဆွေသေးပေကိုတတိယဖို့မမေ့နဲ့တော့ဆွေသေးပေကအင်အယောဝန်ဆောင်မှုပေးနေပါပြီကျေးဇူးတင်ပါတယ်ဗီဒီယိုဆုံးထိလိုက်ကြည့်ပေးဖို့လည်းပြောချင်ပါတယ် Happy birthday to you Happy birthday to you Happy birthday Happy birthday Happy birthday to you Happy birthday ပါသမီးတဲ့ပမနာရေတဲ့မွေးနေ့မစတဲ့အမြဲကျမ်းမပျော်ရွှင်ပါစေတဲ့မိဘအားကိုရတဲ့သမီးလိမ့်မာလေးဖြစ်ပါစေတဲ့ဖယားရှင်ကောင်းကြီးပေးပါစေသမီးတို့အမေကိုလည်းတဲ့အရန်လေးစားပါတယ်တဲ့သမီးတို့ဖေမရှိတော့တဲ့နောက်ပိုင်းမှာအခက်အခဲဟုသမျှကိုကြမ်းကြမ်းခိုင်တွန်းလန့်ကြော်လွားပြီးတဲ့မသားနဲ့သမီး၃ယောက်ကိုတဲ့လူလားမြောက်အောင်တွင်တင်ဆုံးမပညာတင်ပေးလို့ချီးကျူးမိပါတယ်တဲ့လောကတန်ရဲ့အခက်အခဲတိုင်းအမြဲကြော်လွားနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်တဲ့။တာကွေးလဲစာကြိုးစားပါအမေကိုပြန်လုတ်ကျွေးပြုစုနိုင်တဲ့တားလိမ်မာလေးဖြစ်ပါစေလို့ဆွီစောနဲ့နူးဆွီစောတို့မတ်စုမွန်ကောင်းတောင်းပေးလိုက်ပါတယ်တဲ့မိသားစုအားလုံးကျမ်းမာကြပါစေတဲ့။ညီမလေးဘယ်သူလုပ်ပေးလဲတော့ညီမလေးထင်တော့တော်လေးတော်လေးဟုတ်တော်လေးရဲ့ဘယ်နှမရှိတာ USA ရွက်လေးမရှိတာဒီနေ့ကညီမလေးမွေးနေ့လားဒီဟာတော့လေကညီမလေးမွေးနေ့အတွက်မွေးနေ့လက်ဆောင်နဲ့ပြီးတော့ကိတ်နဲ့ဒီဟာညီမလေးအတွက်ပတ်စံဘလောက်ပါတယ်လို့ညီမလေးထင်အောင်ပြောကြည့်တော့အဲ့ဒါခရစ်စမတ်လက်ဆောင်ဆိုပြီးတော့ဆရာမအောင်ကတော့ဒါကလည်းသားလေးအတွေ့သူကအကျင်သွားလိုက်တော့ခုနကတတို့သားလောင်းတမီးတတို့သားလောင်းဆရာမအိမ်မှာချွေးမလုံးမယ်လေသူကလည်းမရှိဘူးဆိုတော့သူကပြင်သွားလိုက်တာခုနပြီးတွေ့လိုက်ပါလေမြန်လိုက်တာဒီမှာလေတော့လေဘာပြန်ပြောပြီးချစ်တယ်ဒါလေချွေးနေတာလေသာရင်ခုန်နေတယ်လမ်းလို့ပေးရလို့မထင်ရဲ့ပေါ့ပေးရပြောရ တော့လေကကြုံမပြော surprise အရင်နေ့တည်းတော့လေလုတ်ပေးတာဒီပဲ ဒီနေ့ကလည်း အနည်းလည်းလုတ်ပေးတယ်ဒီနေ့ပို surprise ဖြစ်တယ်နော်ဆိုတော့လေစတောင်းစကားနည်းနည်းတော့စတောင်းတယ်လားဟုတ်နေတယ်ဒီတဲ့ဘာလဲကစစ်ချင်လို့စတောင်းတယ်ဒီကလည်းပြောဒီကမင်းနေပြတာရတယ်စတောင်းတယ်လို့စတောင်းရတယ်ဒီချာပါလားရတယ်ပါလုပ်တိုင်းလုပ်ပေးမယ်လို့လည်းမထင်ဘူးပြီးတော့ဒီနေ့ကပို့ပြီး surprise တယ်မနေ့ကလည်းလုပ်ပေးပြီနဲ့ဒီနေ့တော့ surprise မဖြစ်ဘူးပေါ့နော်ဒီနေ့ကပို့ပြီး surprise တယ်ပြီးတော့ကြော်လဲပြတော်လေးလည်းကျေးဇူးတင်တယ်
ဒါလေးတို့လည်းစီစီတင်နေနောက်လည်းဒီစမကလုံပေးလိုက်ရဆိုဒါလေးမိသားစုလည်းကျမ်းမာကြပါစေချမ်းသာကြပါညာလို့တော့ မလေးကကြောင်းနေသေးတာလားဒီတော့ အဝေးတင်တန်း အော်အဝေးတင်မောင်လေးရောအဲ့ဆိုသမီးနဲ့တွဲမယ်ဆိုရင်တော့မောင်နဲ့မပါနော်ကျမအိမ်မှာတို့ကျမအိမ်မှာချွေးမလုပ်မယ်ဆိုရင်ကျမလည်းမခေါ်ရတော့အိမ်မှာချွေးမလုပ်ရင်တော့ရခမလို့ခေါ်ပါနော်ရခမလောင်းမတော်ရသေးတယ်ရခမလောင်းဒါရောင်းမပါဒါမဲ့ခက်တာခါနေအမေသားသမီးမကြိုက်ဘူးလုံးမသမီးတို့ရနဲ့သူကမထိုက်ပြေးနေငယ်သေးလဲသမီးရှာတွေးမပေါ့သမီးအကြီးဆိုတော့ရှာတွေးမပေါ့ခက်တာမတွေးလဲရအောင်သူကသမီးတွေနဲ့သူထိုက်ပြေးနေသူ့ပေးတဲ့လက်ဆောင်တော့မှသူမလို့ရှင်တော့ဒီနဲ့အဲ့ဒါအမေစစကားတောင်းလာပြီ ဒီလိုသမီးကိုဝင်းနေလောက်ပေးတဲ့အတွက်သူတို့လည်းအားသေးစီတင်နေအရာရာတိုင်းမှာသူတို့စီတင်အဲ့ဒါအတွက်လည်းသေးစီတင်တို့တွေကသူမျိုးတွေလည်းဒီမှာနေရတယ်ဒီတော့သူတို့ဆရာတစ်ချိန်ကောင်းတောင်း ဒီတော့ဆရာမဒီမှာပြောင်းလာနေတာမကြသေးဘူးလား ကြာလေး3နှစ်ကြာလေးဆိုတော့3နှစ်ပြီးတော့အောင်ရနေဆို အဲ့ဆိုတကယ်လို့သမီးတို့ချွေးမတော်မယ်သမီးတို့အိမ်မှာလာနေလို့ရသမီးအိမ်မှာလည်းဖွားတယ်ပဲရှက်နေရောက်တယ်သမီးချက်ကျွေးမှာပေါ့သူ့တော့မကအမေတို့ပါပြောင်းမပါသမီးချက်ကျွေးမယ်